အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တန်တိုနစ်စကေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်အသုံးပြုလို့ရတဲ့ဟာလေးတွေကိုကျွန်တော်ပြပြချင်ပါတယ်တော့တန်တိုနစ်ကပါလဲဆိုတော့တန်တိုနစ်စကေးဆိုတာကဒိုရင်ဗာစကေးကိုခေါ်တာဖြစ်တယ်ဒိုရင်ဗာဆိုလာတီတိုပေါ့နော်ဒိုရင်ဗာဆိုလာတီတိုကိုခေါ်တာဖြစ်တယ်တန်တိုနစ်စကေးကကျွန်တော်တို့စီနဲ့ပေါ့နော်စီနဲ့ကျွန်တော်တို့ပြမယ်ဘာကြောင့်စီနဲ့ပြမလဲဆိုရင်ကျွန်တော်ဒီဂီတာတစ်ခုလုံးကဂီတာကျိုးညှိထားကျွန်တော်တို့စီနဲ့ပဲနိစီနဲ့ပဲညှိထားတာအဲဆိုဒီကျိုးလို့ကျိုးက E နှစ်ကျိုးက B G သုံးကျိုးက G လေးကျိုးက D ငါးကျိုး A 6ကျိုး E အဲဆိုကျွန်တော်ကဒီစီနဲ့ပဲကျွန်တော်ညှိထားတာပေါ့နော်ညှိထားတဲ့ကြောင့်မလို့ကျွန်တော်က C ရဲ့ဒိုရင်ဖာတနည်းအားပြောရင် C ရဲ့တာအတွန်းနေပေါ့နော်တာအတွန်းကသူ့ရဲ့ပုံသင်နည်းကပါလဲဆို1 1 half 1 half ပေါ့နော်သူ့ရဲ့ပုံသင်နည်းကအဲ့ဒါအဲဆိုတော့ကျွန်တော်သူ့ရဲ့ပုံသင်နည်းတိုင်းမတီးဘူးဆိုရင်ဒိုရင်ဖာအတန်မထွက်ဘူးအဲဆိုတော့သူ့ရဲ့ပုံသင်နည်းတိုင်းကျွန်တော်တီးကြည့်မယ်နော်အဲဆိုတော့ဒိုနဲ့ရီနဲ့ဒီမှာဒိုနဲ့ရီနဲ့က1ဆိုတော့ပြီးရင်ရီနဲ့မီနဲ့ကလည်း1အဲဆိုတော့1ပြီးရင်မီနဲ့ဖာနဲ့က half ဖာနဲ့ဆိုနဲ့1ဆိုနဲ့လာနဲ့1လာနဲ့တီနဲ့1တီနဲ့2နဲ့1เนาะအဲဆိုတော့1 half 1 half เนาะအဲ့ဒါကိုကျွန်တော်တီးကြည့်မယ်ဆိုရင်ဒိုရင်ဖာတန်ထွက်တယ်ပေါ့အဲ့ဒါမှမဟုတ်ဘဲနဲ့ကျွန်တော်တို့ကဒိုရီမီဆိုရင် half မဟုတ်ဘဲနဲ့1ဆိုရင်တော့ဒိုရင်ဖာအတန်မထွက်ဘူးပေါ့နော်အဲ့တော့ဒိုရင်ဖာအတန်ထွက်အောင်ကျွန်တော်တို့က1 half နဲ့ကျွန်တော်တို့ကတီးမှလာဒိုရင်ဖာအတန်ထွက်မယ်ပေါ့နော်စီနဲ့ဒီနဲ့ကဘာဖြစ်လို့1ဖြစ်တာလဲဆိုရင်စီနဲ့ဒီကြားမှာနှုတ်တစ်လုံးရှိနေတယ်နှုတ်တစ်လုံးရှိနေတယ်အဲဆို1ဖြစ်တဲ့နေရာတိုင်းမှာနှုတ်ကြားထဲမှာနှုတ်တစ်လုံးရှိနေအဲ့နှုတ်ကဘာလဲဆိုတော့ flat နဲ့ sharp နဲ့အဲဆို C နဲ့ D ကြားထဲမှာရှိနေတဲ့ note ဒီ C sharp D flat အဲတော့ C ကနေပြီးတော့စခေါ်မယ်ဆိုရင်တော့ C sharp D flat ပေါ့အဲ C နဲ့ D ကြားထဲမှာရှိနေတဲ့ note ပေါ့နော်အဲဆို C နဲ့ D ကြားထဲမှာရှိနေတာ C sharp D flat ဆိုတော့ C နဲ့ D က1ဆိုတော့ C sharp D flat အဲဆို D နဲ့ E ကြားမှာလည်း1ဆိုရင် note တစ်လုံးရှိနေတယ်အဲ့ note က D sharp E flat D sharp E flatအဲဆို E နဲ့ F ကကြတော့ကက်လျက်ဖြစ်နေတဲ့အတွက်ကြောင့်နှုတ်မရှိဘူးအဲဆိုကက်လျက်ဖြစ်နေတဲ့နေရာတွေတိုင်းမှာနှုတ်မရှိဘူးဗျာ1ဖြစ်နေတဲ့နေရာတိုင်းမှာနှုတ်ရှိနေတယ်1ဘာကြောင့်ဖြစ်ရတာလဲဆိုတော့အလဲမှာနှုတ်တစ်လုံးရှိနေလို့1ဖြစ်တာ1ဖြစ်ရတာပေါ့နော်အဲ့ဒါသူ့ရဲ့ inter ပဲပေါ့ during file inter ပဲပေါ့နော်ဒါဆိုရင် C နဲ့ D ကနှုတ်ရှိတယ် D နဲ့ E ကနှုတ်ရှိတယ် E နဲ့ F မရှိဘူး F နဲ့ G မှာလည်းအလဲမှာနှုတ်ရှိတယ်ဆိုရင် F ကနေစကုန်မယ်ဆိုရင် F sharp G flat ပြီးရင် G နဲ့ A မှာလည်းနှုတ်ရှိတယ် G နဲ့ A မှာကျတော့ G sharp A flat A နဲ့ B မှာကနှုတ်ရှိတယ် A နဲ့ B ကြားထဲမှာက A sharp B flat B နဲ့ C ကကက်လျက်ရှိနေပါတော့အဲ့တော့ကျွန်တော်တို့အဲ့အရာတွေအားလုံးကိုကျွန်တော်တို့ကဂီတာ flat ပေါ်မှာရှိနေတဲ့ note တွေအားလုံးကိုကျွန်တော်တို့က1 half တွေနဲ့ကျွန်တော်တို့လိုက်ပြီးတော့ကြည့်မယ်ဆိုရင်ကျိုးတွေပေါ်မှာရှိနေတဲ့ note တွေကိုကျွန်တော်တို့က key C နဲ့ကျွန်တော်တို့ကကြည့်လို့ရမှာဖြစ်တယ်အဲ့တော့တချို့လို့ကျိုးက E ဆိုဒါကျွန်တော်တို့ကဒီထိတ်ကကျွန်တော်ကဒါလက်နဲ့ဖိထားတဲ့သဘောဗျာဒီလွတ်ကျိုးဆိုတာလက်နဲ့ဖိထားတဲ့သဘော E ကက်လျက်ဆိုတော့ E ကက်လျက် F ဆိုတော့ဒီမှာတကွက်ပေါ့တကွက်တချို့ကတကွက်က F ပေါ့ F ပြီးရင် F နဲ့ G နဲ့က1ဆိုရင်ဒါ G ပေါ့ G နဲ့ A နဲ့1ဆိုတာ A ပေါ့ A နဲ့ B နဲ့1ဆိုတာ B ပေါ့ပြီးရင် B ကက်လျက် C C ပြီးရင် C နဲ့ D နဲ့က1ဆိုတော့ D ပေါ့ D ပြီးရင် E ကက်လျက် F နဲ့ G နဲ့က1 G နဲ့ A နဲ့1 A နဲ့ B နဲ့1 B နဲ့ C နဲ့ half အဲ့တော့ E နဲ့ F နဲ့ B နဲ့ C နဲ့ပဲကက်လျက်ရှိတာဗျာကျန်တာက1နေပဲအဲ့တော့1ချားထဲမှာဘာနှုတ်တွေရှိလဲဆိုတဲ့ဟာကကျွန်တော်တို့ C နဲ့ D ဆိုရင် C ကနေစခေါ်မယ်ဆိုရင် C sharp D flat ပေါ့အဲ့တော့ D ကနေစခေါ်မယ်ဆို D flat C sharp ပေါ့နော်အဲ့ဆို C ဒါဆိုရင် E F G ဟုတ်ပြီနှစ်ကျိုးက B
B ဆိုနှစ်ကျိုးကိုကျွန်တော်ကဒါဖိထားတဲ့သဘောပေါ့နော်ဒီကျိုးရတယ်မှာ B ကလေးက C ဆိုတော့ဒီတစ်ခွက်ကလည်း C ပဲပေါ့ C D E နဲ့ F နဲ့ကလေးက F G A B C ပေါ့နော်အဲဆိုတော့ကျွန်တော်တို့ကဒါတောင်းနေတဲ့ကြိုင်မယ်ဆိုကျွန်တော်တို့ကကျိုးရဲ့ဘယ်နှကွက်တွေမှာဘာတွေရှိတယ်ဆိုတာကိုကျွန်တော်တို့သိရမယ်အဲဆိုတော့အဲ့လိုမျိုးတွေကိုလည်းသိအောင်ကျွန်တော်တို့ကလောက်ထားတင်တယ်ပေါ့နော်အဲဆိုတော့ဒီကောင်ကကျွန်တော်တို့ကအခြေခံနေပြီးတော့မှစပြီးတော့မှအခု TikTok မှာကျွန်တော်တို့တင်မယ်။ Facebook မှာလည်းတင်မယ်ပေါ့နော်။အခြေခံစပြီးကျွန်တော်ငါကတင်ခဲ့တဲ့ဟာတွေရှိတယ်ဗျာ။အကောင့်တွေကလေအခခံရတာလားပါလဲမသိအကောင့်တွေပြတ်ကုန်လို့လေ။အဲတော့ကျွန်တော်အစနေပြီးတော့မှအခု lesson တွေကိုဂီတ note တွေနဲ့ theory တွေကိုကျွန်တော်အစနေပြန်တင်မှုရှိတယ်ပေါ့နော်။ကဲဒါဆို3ချိုးက G ဆို3ချိုးကင်ထားတဲ့ G ဆိုတော့3ချိုးနဲ့ G နဲ့ A နဲ့ကသူက1ဆိုတော့ G နဲ့ A နဲ့ဆိုတော့ဒါတော့နှစ်ကွက်မြောက်ဖြစ်သွားတာပေါ့ A ပေါ့နှစ်ကွက်ဖြစ်သွားတယ်။ဘာကြောင့်ဆိုတော့အလယ်မှာကဒီတစ်ကွက်မှာက G ရှိ A flat ရှိနေတယ်။ဒါ A ဆိုတော့ B A B B ဆိုတော့ဒီကောင်ကကြားထဲမှာက A sharp B flat B B C C B D E F G A B C ပေါ့အဲ့တော့ကျိုးတွေကိုကျွန်တော်အဲ့တိုင်းနေလိုက်ကြိုက်မယ်ဆိုရင်တော့ကျွန်တော်တို့အားလုံးသိရမှာပေါ့နော်နှစ်ကျိုးကလေးကျိုးက D ပြီးတော့ D နဲ့ E နဲ့က1ဆိုတော့ E ပေါ့ဟောလူဝင်ပြောနေပြောမှဆိုရင်တော့3ခွက်ပေါ့ဗျာရှင်းပြောရင်ခလဲကတစ်ခွက်ကြားထဲမှာတစ်ခွက်ရှိနေဆိုတော့1ဆိုတာက3ခွက်ကိုပြောတာပေါ့ C နဲ့ D ဆိုလဲ1 2 3ပေါ့ C ကနေစတွက်ပေါ့နော်1 2 3ဆို3ခွက်ပေါ့ C နဲ့ D နဲ့3ခွက်အလဲမှာတစ်ခွက်ရှိနေတယ်ဆိုတဲ့သဘောပေါ့နော်အဲ့ဟာကိုပြောခြင်းဖြစ်တယ်ပေါ့နော်ဒါဆိုတော့ဒီမှာက D E E ကလေးက F G A B B ကလေးက C ဆိုတော့ဒီအိုင်းနဲ့ကျွန်တော်တို့လိုက်ရှာမယ်ဆိုရင်တော့အကုန်လုံးရမယ်ပေါ့နော်အားလုံးပဲ guitar flat ပေါ်မှာရှိတဲ့ note တွေကိုအားလုံးသိနိုင်ကြပါစေ